ကဲဒီနေ့ဗီဒီယိုလေးမှာကတော့ဒီအားလုံးစိတ်ဝင်စားတာဖြစ်တဲ့ K-pop idol တွေရဲ့ပေါ့နော်ဒီအဓိက guest idol တွေရဲ့ဘယ်လိုမျိုးသူတို့ရဲ့ diet နဲ့သူတို့ရဲ့ဒီ exercise တွေကဘယ်လိုမျိုးလဲဆိုတဲ့ဟာကိုဒီဗီဒီယိုလေးမှာဒီဟာ YouTube ဗီဒီယိုလေးကို react တော့မှာဖြစ်ပါတယ်။ဂျင်းနီရဲ့ diet ဆိုမဲ့သူကိုယ်တိုင်ဒီလိုမျိုးဟိုစားပြတဲ့ဗီဒီယိုတော့ဘာတော့မဟုတ်ပေါ့နော်ဒါပေမဲ့ reference လေးတွေစုပြီးတော့မှာပေါ့နော်ပြန်ပြီးတော့မှလုပ်ထားတဲ့ YouTube ဗီဒီယိုလေးကို react သွားမှာပေါ့နော်အခုဆိုရင်အားလုံးသိကြတဲ့အတိုင်းပဲ K-pop idol တွေရဲ့ဒီ main ကလေးတွေရောယောက်ျားလေးတွေရောပေါ့နော်အဓိကတော့ main ကလေးတွေပေါ့နော်သူတို့ရဲ့ဒီ diet မှာဆိုလို့ရှိရင် diet exercise plan နောက်ပြီးသူတို့ရဲ့ training routine တွေဆိုလို့ရှိရင်အရန်ကို notoriously strict အရန်ဖြစ်တယ်နောက်ပြီးတော့စားတာဆိုလို့ရှိရင်လည်းသူတို့ဆိုလို့ရှိရင်ပေါ့နော်အရန် extreme အရန်ဖြစ်လုံးအားကြီးတယ်ပေါ့နော်ဥပမာသူတို့ဒီ debut ပေါ့နော်ဒီပြန်ပြီးတော့မှဒီ show ပွဲဖြစ်ဒါမှမဟုတ်လဲဒီ music video မျိုးလုပ်မယ်ဆိုလို့ရှိရင်တော်တော်ကြီးကိုပဲသူတို့ရဲ့ဒီ time ရက်ကို limit ထားတယ်ပေါ့နော်ဒီလိုမျိုးကြားဘူးတာဆိုလို့ရှိရင်ဒီတစ်ပတ်လုံးမှာထမင်းရကြတော့ဟိုခွက်နဲ့ဘိုးပြောနော်ဒီတူစားပကံနဲ့စားတော့တူစားပကံတစ်လုံးသားလောက်ပဲစားတာတို့နောက်ပြီးတနေ့မှာကစုံတစ်လုံးပဲစားတာတို့နောက်ရေပဲတောက်တာတို့မျိုးအရန် extreme ဖြစ်တဲ့ဒီ diet တွေကိုလုပ်ကြတယ်ပေါ့နော်ဒီ diet တရားဆိုလို့ရှိရင်တော့သူတို့အနေနဲ့ကလည်းသူတို့လည်း declare ထားပြီးသားပါဒါကသူတို့တွေကဒီ debut album တွေလောက်ခံနေမှာဒါမှမဟုတ်လို့ရှိရင်လည်းshow ပွဲတွေပေါ့သူတို့တခုခုလူရှိထွက်ပြတော့မယ်အခြေအနေတခုခုရှိတော့မှဒါနေသူတို့လောက်ကြတယ်ပေါ့နော်မဟုတ်လို့ရှိရင်တော့အဲ့လိုအများနဲ့တော့ဒီလိုမျိုးစားနေတာတော့မဟုတ်ပေါ့နော်အခုလိုမျိုးသူတို့တွေဘယ်လိုလုပ်လဲဆိုတာကိုလိုက်ပြီးတော့မှပေါ့နော်ဒီလို inspire လုပ်ပြီးတော့မှ like လုပ်ချင်တဲ့သူတွေအတွက်ဆိုလို့ရှိရင်လည်းဒါကကြိုးပြီးတော့မှ disclaimer ပြောပြပေးထားပါတော့သူတို့အနေနဲ့လည်းဒါကို explain လုပ်ပြီးသားပေါ့နော်ရှင်းပြထားပြီးသားပေါ့ဒါတွေကသူတို့တွေကဒီလိုမျိုး show ပဲရှိလို့ဒီလိုမျိုးလူရှိပြန်ထွက်ရမှာမလို့ဒီလိုမျိုးလုပ်ကြရတာဆိုပြီးတော့ဒါရတော့အဲ့လိုပုံမှန် weight ချခြင်းနဲ့ပုံမှန် weight control လုပ်ချင်တဲ့သူတွေအတွက်တော့လုံးဝဟိုideal ပေါ့နော်ဒီလိုစံပြထားပြီးတော့မှလိုက်လုပ်တဲ့ဟာမဟုတ်ဘူးပေါ့နော်နောက်ပြီးလို့ရှိရင်တကယ်လို့အကောင်းဆုံးကတော့ဒီအချိန်တစ်ခုကို goal လုပ်ထားပြီးလို့ရှိရင်ဒီကို maintain လုပ်ရမယ်အဲ့လိုပေါ့နော် flexible ဖြစ်ပြီးတော့မှအဆင်ပြေထိုင်ရဲ့ plan လေးနဲ့ပဲသွားတာတော့အကောင်းဆုံးပဲလို့ပြောတော့အရင်ဆုံးပြောချင်ပါတယ်မဟုတ်ဘဲနဲ့ဒီလိုမျိုးတစ်ပတ်လောက်နေတော့မှအသက်ကုန် extreme လောက်တာလို့ဆိုရှင်အခက်မသိလို့ရှိရင်ယောဂဝင်သွားတတ်တယ်နောက်ပြီးလို့ရှိရင်ဒီ mentally မှာဆိုလို့ရှိရင်လည်းtrauma တွေရသွားတတ်တယ်ပေါ့နော်ဒါမျိုးတချို့တွေဆိုလို့ရှိရင်တွေ့ဘူးတယ်အဲ့လိုစိတ်ကြောင်းတော့ဆိုလို့ရှိရင်စစ်ကြောင်းကတကယ်တမ်းကျတော့နှစ်တိုင်းကတော့သူကခက်ခဲတယ်ပေါ့နော်ခက်ခဲတယ်နောက်ပြီးတော့လည်းအချိန်စီရနေနဲ့စာမွေးနေတော့အရင်ကိုကြက်တယ်ပေါ့နော်အဲ့ချိန်မှာဆိုချို့ဆို weight အရင်ချကြတဲ့အချိန်မှာဒီ mentally မှာကလည်းကိုကဟိုဟာပေါ့နော် physically ရော mentally ရောပြင်ပန်းနေရတဲ့အချိန်မှာအဲလို extreme weight loss သွားလုပ်တယ်ဆိုလို့ရှိရင်ကိုတို့က physically ရော mentally နှစ်ခုလုံးကိုထိခိုက်တယ်ပေါ့နော် physically ဆိုလည်းအခက်မဖြစ်တဲ့ယောဂတွေအစာယောဂတွေဖြစ်သွားတာမျိုးပေါ့နော်ဒါမှမဟုတ်လို့ရှိရင် mentally မှာဆိုလို့ရှိရင်လည်းစိတ်ပိုင်းဆိုင်ရာနဲ့ထိခိုက်သွားတာမျိုးပေါ့နော်ဒီလိုမျိုးတွေဖြစ်တတ်တယ်ဒါကြောင့်မလို့ဒီဗီဒီယိုမှာဆိုလို့ရှိရင်တော့ဒီဗီဒီယိုမတိုင်ခင်မှာဆိုရင်ဒါကို disclaim လုပ်ထားပေးတာပေါ့နော်ခုလက်ရှိကတော့ Blackpink ရဲ့ဂျင်းနီရဲ့ထိုင်းရက်လေးကိုစပြီးတော့မှreact မယ်ပေါ့နော်သူကတော့အတက်နိုင်ဆုံးတူတဲ့ဒီဗီဒီယိုလေးကိုတော့ reference လုပ်ထားပါတယ် Hello everyone, today I'm going to be attempting Blackpink Jennie's diet. Welcome to the I Hate Amy show. Oh, I like it. To start off, I'm going to be taking my measurements. And as you can see, I'm not built like Jennie, but I'm hoping တခုရှိတာသူတို့ဒီ YouTube မှာဆိုရှင် share တဲ့ဒီ video ဆိုရင်ပေါ့နော်ဂျင်းနီရဲ့ diet လို့ထွက်လာတော့စီတော်တော်များများကတော့ဂျင်းနီ diet မှာမဟုတ်ဘူးဒီ K-pop idol ဒီ K-pop နဲ့ပတ်သက်တဲ့ဒီ diet နဲ့ဆိုလို့ရှင်တော့အဲ့လိုပေါ့နော်ဒီရက်ပိုင်းအတွင်းမှာအရန်ပိန်သွားတဲ့ဒီပေါ့ before and after thumbnail လေးကိုပြထားတာကိုဒါကိုဒီ typically တွေ့ရမယ်ပေါ့နော်ဒါကတော့ဒီ K-pop diet ရဲ့ဘယ်လိုပြောရမလဲနည်းနည်း extreme ဖြစ်တယ်ဆိုတာပေါ့နော်ဒါပေမဲ့ခုဂျင်းနီရဲ့ဟာမှာဆိုရင်ဘယ်လိုမျိုး extreme ဖြစ်လားမဖြစ်ဘူးလား like လုပ်လို့ရလားတကယ်ရောကြမှာလားကြည့်အောင် measures in at 34.5 inches. However, with a nice pair of high-waisted leggings
all of that away. Blackpink has never really talked too much in depth about what their diet is. All of the members started off pretty thin and no one member really lost too much weight. However, after a little bit of internet snooping, I found out Blackpink ရဲ့သူတို့ရဲ့ ထိုင်းရဲ့ဆို Blackpink မှာချင်းနေတယောက်ထိုင်မှာပေါ့နော်ကျန်တဲ့ဒီ Blackpink member တွေရဲ့ထိုင်းရဲ့မှာဆိုလို့ရှိရင်သူတို့တွေကတော့ဘာစားလဲဆိုတဲ့ဟာတော့ထိုင်းရဲ့ flow တွေထိုင်းရဲ့ plan နေနဲ့တော့ဒီမျိုး internet ပေါ်မှာဖြစ်ဖြစ်အကုန်လုံးဒီသူတို့ရဲ့ဒီ video ထဲမှာဖြစ်ပေါ့နော်သူတို့ဒီ YouTube မှာဆိုလည်းသူတို့ရဲ့ဒီ YouTube channel တက်ရှိတယ်ပေါ့နော်ဒီ channel မှာဖြစ်အဲ့လိုမျိုးကြီးတော့ပြောတာတော့မရှိဘူးပေါ့ဒါပေမဲ့သူတို့ဒီခဏပြောတော့သူတို့ပဲ reference လေးလုပ်ပြီးတော့မှာပေါ့နော်ဘာစားလဲဆိုတဲ့ဟာပေါ့အနည်းဆက်ဆုံးတူတဲ့ဒီစားတဲ့ဟာပေါ့နော် Jennie typically does right before a comeback, which doesn't happen often. But she still does her Pilates, her aerial yoga, flying yoga, and also of Jennie က तू ရဲ့ exercise မှာဆိုရင်တော့ तू ကဒီ gym နေပါတယ်ထက်ကို Pilates ကိုတော်တော်လေးကိုပဲလုပ်တယ်ဆိုတာတွေ့ရတယ်ပေါ့နော်Pilates ကကြတော့သူကဒီ yoga လိုမျိုးပဲဒါပေမဲ့ तू ကကြတော့ yoga ကပုံမှန်အဖြစ်ဆိုရှင်ဒီ flexibility နဲ့ပေါ့နော် strength mind body ဆိုပေါ့နော်ဒါပေမဲ့ Pilates ကလည်း mind body ရဲ့ဆိုတော့ပါပါတယ်တဲ့ဒါပေမဲ့ပေါ့နော် तू ကကြပို့ပြီးတော့ strength ပေါ့နော် strength training တွေပို့ပြီးတော့မှ Pilates ကပိုကောင်းတယ်ပေါ့နော်အခုဆိုရင်ခေတ်စားနေတဲ့ဒီစက်တင်နဲ့လုပ်တဲ့ပေါ့နော်ဒီဒီကျင်ကနေပေါ့နော်သူကတော့သူ့ရဲ့ဒီ Instagram account မှာဆိုရှင်လည်းတွေ့ရတာများတယ်ဒီ Pilates ကိုသူတို့တော်တော်လုပ်တယ်ပေါ့နော်ဒီ Pilates ကိုဒီ K-pop idol တွေရော K-pop actress တွေရောမင်းသမီးတွေအားစခုနောက်ပိုင်းတော်တော်လုပ်လာကြတာတွေ့ရတယ်နော်Of course her dance practice which is very very intense so she does do a lot of like exercise and she gets her blood pumping and lots of movement. That's it. Not too many rules, so you do get a lot of freedom. So let's see what I ate for these 3 days. Jennie said that she starts off with an avocado salad every day, but I wasn't really sure what goes in it besides avocado, so I googled it and some pictures showed a heart. Jennie က तू ကဒီ Topati salad ကို everyday diet ထဲမှာထည့်ပြီးတော့စားရတယ်ပေါ့နော်တရားကိုကြိုက်တယ်ဆိုပြီးတော့မှတော့ဒီ internet reference အရာသိရတယ်ပေါ့နော်Topati salad ကကြတော့လေတကယ်ချို့ Topati မကြိုက်ကြဘူးကြိုက်နေလို့ရှိတယ်ကိုယ်ပိုင်ဆိုလို့ရှိရင်လည်းကျမကိုယ်တိုင်ဆိုလည်း Topati ကိုအဲ့လိုမကြိုက်တာတော့မဟုတ်ဘူးဒါပေမဲ့အဲ့လိုဒီတိုင်း plain တော့မကြိုက်ဘူးဒါပေမဲ့အဲ့လိုအရေးဖြောတော့ရင်တော့မစိုးဘူးပေါ့နော်ဒါပေမဲ့salad ကိုတော့တော်တော်လေးကြိုက်တယ်ဒီ salad ကို Topati ရဲ့ဒီချာ salad ပါမယ်ဒီ salad ရွက်တို့ဟိုကျန်နေပေါ့နော်cherry tomato ကမကြိုက်ဘူးcherry ခန်းကျင်လေးမကြိုက်ဘူးပေါ့ခန်းကျင်အသေးလေးတွေမကြိုက်ဘူးနောက်ပြီးတော့ကျန်တဲ့ dressing လေးတွေနဲ့ပေါ့သူနဲ့စားလို့ကောင်းတာဆိုရင် avocado ကလည်းစားကောင်းဆိုရှင်ဒီlemon ပေါ့တမျိုးဒီအရေးလေးညှစ်ပြီးလို့ရှိရင် तू ကဘာနဲ့လိုက်လဲဆိုတော့ sesame ဒီနှမ်းစီနဲ့တော်တော်လိုက်တယ်အဲ့လေဆိုရင်တော်တော်လေးကိုပဲစားလို့ကောင်းတယ်နောက်ပြီးရှင် salmon လေးနဲ့ salmon avocado salad ပေါ့နော်အဲ့ဆိုရင်တော်တော်လေးကိုပဲဒီ everyday စားဆိုလို့ဝိတ်ချမှာမလို့ဂျင်းဒီလိုမျိုးစားဖို့ avocado salad ကိုစားရမယ်ဆိုလို့ရှင်တော့အဲ့လိုမျိုးဆိုလို့ရှင်တော့ avocado salmon salad ဖြစ်ဖြစ်ဒါမှမဟုတ်လေ avocado မှာခဏပြောသလိုပဲဒီ lemon လေးရယ်နောက်ပြီးလို့ရှိရင်ဒီနှမ်းစီလေးရယ်နဲ့ဒီ egg dressing လေးနဲ့စားရမယ်ဆိုရင်တော့ဝိတ်ချဖို့ဆိုရင်တော့ everyday စားနိုင်နေတဲ့မှာပါတယ် hard boiled egg cubed in with the avocados and just look at how horribly I slammed from overcooking. It's some pepper which isn't salt so I think it's fine and honestly the final meal was pretty gross. When I think သူကတော့ကြက်ဥရယ် protein ပေါ့နော်ပြီးလို့ရှိရင်ကြတော့ဒီ carb ပါမယ် carbohydrate ဖြစ်မယ် sweet potato ပေါ့ခစုံးလေးကိုထည့်ပြီးတော့မှစားရပေါ့ဒါဆိုရင်ကြတော့ energy လည်းရတယ်ပေါ့နော်နောက်ပြီးတော့အစီမှာဆိုရင် go fat ဖြစ်တဲ့ avocado ပါတယ်ကြည့်ရတာတော့ဒီလိုစားရမယ်ဆိုတော့blend ဟိုပေါ့နော်ပါဇက်ထဲမှာအရသာမရှိရတော့မရှိရပုံတော့မပေါ်ဘူးစားလို့တော့ကောင်းမယ်ထဲမှာတော့ပါတယ်ဒီက dressing ပဲပေါ့နော် salad ဆိုတဲ့နေရာမှာ salad တိုင်းစားလို့မကောင်းတာတော့မဟုတ်ဘူး dressing တေချာဆက်တက်တယ်ဆိုလို့ရှိရင်နောက်ပြီးတော့ salad မှာဆိုလို့ရှိရင်လည်း salad လို့ပြောတဲ့လူတွေရဲ့မျက်လုံးထဲမှာဟာဒီယုံလို့ပဲမြင်သွားကြတယ်ပေါ့နော်ဒီအရွက်တွေပဲပါမယ်ပြီးလို့ရှိရင်ဘာမှမပါဘူးဒီလိုမျိုး salad စားရမယ်ဆိုအဲ့လိုမဟုတ်ပါဘူး salad မှာဆိုလို့ရှိရင်လည်းတစ်ခါလေးဆိုလို့ရှိရင်လည်း
ဘေကွန်လေးထည့်စားလို့ရတယ်ဝက်ပေါင်ကြောက်ထည့်စားလို့ရတယ်နောက်ပြီးတော့ခဏလိုပဲဒီကစုံလေးထည့်စားလို့ရတယ်ကြုတ်လေးထည့်စားလို့ရတယ်ပေါ့နော်ဒီလိုပိုးချင်းတော့သေးသေးပေါ့နော်ဟိုဆက်လက်ကနည်းနည်းကြုတ်က3လုံးလောက်အဲ့လိုတော့မဟုတ်ဘူးပေါ့နော်ကြုတ်လေးတစ်လုံးဒီလိုဒီ protein တက်ရရုံပေါ့နော်ဒီလိုမျိုးလေးတော့ထည့်စားလို့တော့ရတယ်80-20 rules လေ80% healthy 20% indulgent ပေါ့နော်အဲ့ဆိုလူတိုင်းကလည်းဒီလိုမျိုးကိုဒီ diet နဲ့ပတ်သက်တဲ့ဟာမှာဆိုရင်ပေါ့ nutritionist တော်တော်များကဒီပြောတာကအကုန်လုံးမှာတစ်ခုအကုန်လုံးအတူတူပဲတန်နဲ့ထွက်တာကဘာလဲဆိုရင်ဘယ်သူမှဒီ diet တစ်မျိုးတည်းကိုတစ်ချိန်လုံးမစားခိုင်းဘူးနောက်ပြီးလို့ရှိရင်လည်း extreme diet ကြီးကိုလည်းမစားခိုင်းဘူးကိုအမြဲတမ်းစားနိုင်မဲ့ diet ကိုပဲအဲ့လိုမျိုးပေါ့နော်နေ့တိုင်းဒီလိုမျိုးကို weight ချမယ်ဆိုရှင်ဘယ်နှလားချမှာလဲဒီ weight တစ်ခုရဖို့3လလောက်ချမှာလား3လလောက်ချမယ်ဆိုလို့ရှင်လည်း3လလောက်ထိပေါ့နော်အမြဲတမ်းစားနိုင်မဲ့ထိုင်ရက်ကိုပဲရွေးချယ်တာအကောင်းဆုံးပဲမဟုတ်ဘဲနဲ့ချို့ဆိုရှိတယ်ပန်းသီးတစ်လုံးပဲစားမယ်ဒါမှမဟုတ်ကြက်ဥတစ်လုံးပဲစားမယ်ကစုံပဲစားမယ်ဒီကစုံတစ်ပဲစားမယ်ဆိုရင်အဲ့ဒါဘယ်လောက်မှမခံဘူးသူတို့ဒီK-pop idol တွေအနေနဲ့ကြတော့သူတို့ရဲ့ determination တော်တော်ကောင်းလို့နေမှာပေါ့နော်နောက်ပြီးတော့လည်းသူတို့ agency ကလည်းမကြွေးလို့လားတော့မသိဘူးအဲ့လိုဆိုတော့သူတို့တော့ဘယ်လိုစားနိုင်လဲပုံမှန်ဆိုလို့ရှိရင်တော့အဲ့လို extreme diet ကိုကြတော့ဘယ် dietitian မှာအဲ့လိုမျိုး recommend မလုပ်ပါဘူး would see it like Whole Foods or something, but I didn't have that. But what I did have was tea. I also know that green tea is the best for detoxification. So yeah, it's just iced green tea. So it's a ဒီနေရာပြီးလို့ရှိရင်နေ့တိုင်းမှာဆိုရင်တော့ detox ဖြစ်ဖို့အတွက်ဆိုလို့ရှိရင်ဒီလို green tea ဒါမှမဟုတ်လို့ရှိရင် detox juice ပေါ့နော်ဒီလိုမျိုးတောက်တယ်ဆိုပြီးတော့လည်းဒါ internet reference တွေကသိရတယ်detox juice လို့ဆိုတဲ့အခါမှာဆိုရင် celery juice ပေါ့နော်တရုတ်နိုင်ငံ juice ကတော်တော်လေးကိုhit ဖြစ်တယ်ဒီအနောက်တိုင်းမှာရောအနောက်အဓိကတော့သူဒီ diet plan ကကိုရီးယားထက်အရှေ့တိုင်းထက်အနောက်တိုင်းဆန်နေတာပေါ့နော်ဒီ detox juice တောက်တဲ့ဟာကကြတော့လေသူကဒီ detox juice ကိုဟိုမနက်မှာဖြစ်ဖြစ်ပေါ့ဒါတနေ့တဘူးဖြစ်ဖြစ်ပေါ့သူတောက်တယ်ဆိုပြီးတော့မှဒီ internet reference တွေကသိရတယ်ပေါ့နော် gonna be dancing to Blackpink through Just Dance. Do what she eats. So I just had rice, green beans, carrots, and chicken. And now on to the second day. If I'm နောက်ပြီးတော့ဂျင်းနီကညဘက်မှာဆိုလို့ရှိရင်သူ့ရဲ့ diet dinner တဲ့ကိုပေါ့နော်sodium စားလုံးဝထည့်မစားပါဘူးဆိုပြီးတော့မှလည်းဒီပြောကြတယ်bloating ရမှာဆိုလို့ပေါ့နော်ဖောနေမှာဆိုလို့ပေါ့နော်တော့ sodium salt ပေါ့နော်စားမစားဘူးဆိုလို့ရှိရင်အရသာရှိအောင်ငရုတ်ကောင်းလေးပါလေးတော့ထည့်စားလို့ရပါတယ်ဒါပေမဲ့ sodium ကတော့စားဆိုတာတော့အဓိကသူကသွေးတိုးအတွက်ဆိုလို့ရှင်တော့တော်တော်များခု WHO ကရှောင်ခိုင်းတာပေါ့ limit လောက်ခိုင်းထား mineral ဟိုပါပေါ့နော်ဒီဟင်းခက်ဟိုဟာတစ်ခုပေါ့နော်စားကကြဘယ်မှာပါမလဲဆို ready made food တွေမှာဆိုတော်တော်များပါတယ်အဲ့လိုမျိုးဆိုတော့စားကိုကကြတော့ကိုက ready made food တွေစားနေတာမဟုတ်ဘူး homemade တွေပဲစားနေတယ်ဒီလိုပဲအိမ်မှာပဲ healthy ဆက်စားနေရဆိုလို့ရှိရင်တော့စားကိုနည်းနည်းတော့ထည့်စားလို့ရပါတယ်တကယ်လို့ဒီလိုမျိုးပေါ့သူ့လိုချင်းဒီလိုမျိုးပဲညမစားချင်တော့ညစာမထည့်မစားနဲ့ပေါ့အဲ့လိုမျိုးနေ့လည်မနေ့မှထည့်စားရဘာဖြစ်လို့ဆိုတော့စားမစားဘူးဆိုလို့ရှိရင်လည်းဒီစားတဲ့ဆုံးရှုံးမှုဖြစ်တယ်ဆိုလို့ရှိရင်ဒီရေတဲ့ဆုံးရှုံးမှုပါဖြစ်မယ်ဒီကနေပြီးတော့မှလည်းကျန်းမာရေးအတွက်ထိခိုက်ပါတယ်အလွန်ကျုံမစားဘူးပေါ့နော်တကယ်လို့ဒီလိုမျိုးအလှပအတွက်ဆိုလို့ရှိရင်တော့ညစာမှာရှောင်လိုက်လို့ရတယ်ဒီလိုခဏပြောသလိုပဲကိုကဒီအိမ်ကဒီလိုထိုင်းရက်လုံနေတယ်အိမ်ကဟာတွေပဲစားတယ်အပြင်ကဒီလိုမျိုး process လုပ်ထားတဲ့ ready made food တွေပါစားမနေဘူးဆိုလို့ရှိရင်တော့စားဖို့တော့ကိုကလက်ဖက်စားစွန်း2စွန်း3စွန်းလောက်တော့ဒီလိုမျိုးထည့်စားလို့ရတယ်ပေါ့နော် day 2ရောက်ပါပြီ 3 p.m. every single day. Soထုံးစံတိုင်းပဲပေါ့နော် avocado salad စားမယ် avocado salad စားမယ် detox tea တောက်မယ် day 3ရောက်သွားပြီပေါ့နော် this just to open the bag. And my waist now measures in at 33 inches, meaning I lost 1.5 inches in just 3 days. 3ရက်ထဲမှာ 1.5 inch ကျသွားတယ်ညဘက်ကို sodium restrict လုပ်တယ်ပြီးရင် avocado salad စားတယ်နောက်ပြီးလို့ရှိရင် detox tea တောက်တယ်ပေါ့နော်အဲ့ဒီတော့
ဒါသူ့အနေနဲ့ကဒါ result ကကြတော့ 1.5 မလမကွဲအောင်ကြာရဆိုတော့ဒါတော်တော်လေးကိုမစိုးဘူးပေါ့နော်ဒီ diet နဲ့ exercise ပေါ့နော် exercise ဆိုတာလေ तू ကဒီမှာဆိုလို့ရှိရင်ဂျင်းညီရဲ့ဒီဘယ်လိုခေါ် dance game လိုမျိုးဟာလေးကိုပေါ့နော်ဒီလိုမျိုးကိုကစားတာပေါ့နော်အဲ့မှာတလမကွဲကြာသွားတယ်ဆိုတော့ဒါကတော့ဘယ်လိုပြောမလဲတကယ်ကိုပဲ successful ဖြစ်တဲ့ဟာတကယ်ကိုမိုက်တယ်ပေါ့နော်ဂျင်းညီတိုင်းရက်ကို summarize လုပ်ကြည့်ကြမယ်ဆိုလို့ရှိရင်နက်ဆာမှာဆိုရင်သူကဒီ avocado ဟာကျတော့ avocado salad စားတယ်ပေါ့နော်ဒီထောပတ်သီးပါတာကိုစားတယ်အဲ့မှာဆိုရင်ထောပတ်သီးကကျတော့အစီထဲမှာကောင်းတဲ့အစီဖြစ်တယ်ဆိုလူတိုင်းသိပြီးသားပါနော်အဲ့လိုဆိုတော့ဒါကနောက်ပြီးတော့သူ့စီမှာဆိုရင်သူရဲ့ဟာဆိုတော့သူကcarbohydrate လည်းပါတယ် protein လည်းပါတယ်ပေါ့နော်သူက nutrition အကုန်စုံတယ်ပေါ့အဲ့လိုဆိုတော့နောက်ပြီးတော့လည်း tasty လေးလည်းဖြစ်တဲ့ပုံပဲပေါ့နော်ဒါဆိုတော့ဒါအမြဲတမ်းစားနိုင်မယ်ဆိုတော့ကိုခဏကပြောသလိုပဲကိုကဒီကိုရဲ့ channel ကကြတော့3လဖြစ်မှာလား4လဖြစ်မှာလားဒါဆိုကိုကအမြဲတမ်းဒါကို mindfully စားနိုင်ဖို့လိုတယ်အဲ့လိုဆိုတော့ဒီဟာလေးဆိုလို့ရှိရင်တော့ဒီတိုင်းရဲ့ဆိုလို့ရှိရင်တော့စားနိုင်တဲ့တဲမှာတော့ပါတယ်ပေါ့နော်နောက်တစ်ခုကကြတော့ဒီ lunch တို့ပါတော့မှာဆိုရင်သူကတော့အဲ့လို extreme restriction ပေါ့နော်အရင် extremely အဲ့လိုမစားဘဲနေတာမဟုတ်ဘူးစားမထည့်ပဲနဲ့စားတယ်ကျန်တဲ့ဟာလေးကိုတော့သူဒီအဆင်ပြေသလိုပဲပေါ့နော်ထမင်းလေးနည်းနည်းနဲ့ရောပြီးတော့မှစားတယ်ဒါလေးကလည်းဒါက healthy ဖြစ်ပြီးတော့မှsustain ပေါ့နော်ဆက်ပြီးတော့အမြဲတမ်း maintain လုပ်သွားနိုင်တဲ့တိုင်းရက်လေးတစ်မျိုးဖြစ်တယ်ပေါ့နော်နောက်ပြီးတော့သူ detox တောက်တယ်detox ကဆိုလို့ရှိရင်လည်းဒီကျန်တဲ့ဒီ soda drink တွေ carbonated drink တွေပေါ့နော်နောက်ပြီးတော့ဒီအချိုရည် drink တွေတောက်တာထက်ဒီ detox ကိုတောက်တယ်ဆိုတာလေးကလည်းဒါလေးကလည်းမဆိုးပါဘူးပေါ့နော်ဒါပေမဲ့ဒီမြန်မာလူမျိုးတွေကကြတော့ရင်နှွေးချမ်းတောက်ကြတယ်လေအဲ့လိုဆိုတော့ဒါသူတို့တွေကကြတော့ရင်နှွေးချမ်းတောက်တယ်ဆိုတာမရှိတဲ့ခါကျဒါကိုသူတို့ကကြတော့ tea ကိုတောက်တယ်ဆိုတာကိုအရေးတယူလို့ပြောနေတာပေါ့နော်အဲ့တော့ဂျင်းနီရဲ့တိုင်းရက်ကိုခြုံပြောရမယ်ဆိုလို့ရှိရင်တော့သူ့ဟာလေးကတော့ဒီအရင် extreme မဖြစ်ဘူးပေါ့နော်နောက်ပြီးတော့ everyday မှာကောင်းကောင်းလေးစားသွားနိုင်တယ်ပေါ့နော်နောက်ပြီးတော့လည်းလေ့ကျင့်ခန်းလုပ်တဲ့ခါမှာဆိုလို့ရှိရင်လည်းသူကဒီလေ့ကျင့်ခန်းတစ်ခုကိုသူ့အချိန်နဲ့တတိုင်းတို့ပုံမှန်လောက်လေးပဲပေါ့နော် daily exercise လုပ်သွားတဲ့အတွက်ကြောင့်မလို့ China နဲ့ lifestyle လေးကိုခြုံပြီးပြောရမယ်ဆိုလို့ရှိရင်တော့ healthy ဖြစ်တယ် sustainable ဖြစ်တယ်လို့ပြောလို့ရတယ်နောက်ပြီးလို့ရှိရင်ဒီသူတို့ရဲ့ YouTube မှာဆိုလို့ရှိရင်ပေါ့သူတို့ရဲ့ own channel တွေရှိရလေနောက်ပြီးသူတို့ရဲ့ဒီ Blackpink channel ရှိရနောက်ပြီးသူတို့ member တယောက်ချင်းစီရဲ့ own channel လေးရှိရဆိုသူတို့ခရီးသွားတွေပါလေဆို vlog လေးရိုက်တယ်ဒါလေးတွေလည်းတွေ့ရတယ်သူတို့ရဲ့ဒီ reality show မှာကစားပြတဲ့ဟာကိုတော့ဒါကိုတော့ exclude လုပ်လိုက်ပါတော့မယ်ဘာလို့ဆို reality show ဆိုတော့စားပြရခံပိုင်းစားပြမှာပဲဆိုတော့ဒါကိုတော့တကယ်တမ်း reference လို့ရတယ်အဲ့ဒီ list ထဲကနေပြီးတော့ထုတ်လိုက်မယ်ပေါ့နော်ဒါပေမဲ့သူတို့ရဲ့ဒီ own channel မှာပေါ့တော့မှာဒီသွားလာစားတောက်နေကြတဲ့ဟာလေးတွေကိုကြည့်ရဆိုရှင်သူတို့အရင် restrict ပေါ့နော်ကိုယ်အရင်ထိန်းချုပ်နေတာအဲ့လိုအရင် extreme ပေါ့နော်အလွန်ကျူးလုပ်နေတာမျိုးမတွေ့ရဘူးဒါပေမဲ့တခုရှိတာကသူတို့အကုန်လုံးစားတာကိုစားတယ်ဒါပေမဲ့amount ကိုအဲ့လိုပေါ့ limit လုပ်ပြီးစားတယ်အဲ့တော့လူဖြစ်ရကြုံနဲ့တယ်အဲ့လိုမျိုးစားရတယ်ဆိုရှင်တော့ဒီလိုမျိုးစားတာကတော့ဒါ healthy ဖြစ်တယ်အကုန်လျှောက်စားလို့ရတယ်ဒါပေမဲ့နင်းခံပြီးတော့မစားနဲ့ပေါ့နော်သူပုံမှန်လေးပဲစားရဲဆိုလို့ရှိရင်တော့ဒါကတော့ healthy ဖြစ်တယ်နောက်ပြီးတော့သူတို့ဒီ debut လုပ်ရမယ့်အချိန်ဒီ show ပွဲရှိမယ့်အချိန်ဆိုလို့ရှိရင်သူတို့ဒီလိုမျိုး healthy ဖြစ်တဲ့ diet လေးကိုစားတယ်သူတို့ဒီအားနေတဲ့အချိန်သူတို့ကိုပိုင်ချင်းလေးတွေမှာဆိုလို့ရှိရင်သူတို့တွေဒီပေါ့နော်ကိုစားခြင်းတဲ့ဟာလေးတွေဒီကဘာဘက်နေရတာဟုတ်သူတို့ကအဲ့ခါကျတော့နေရအစ်စ်ရောက်တယ်ဆိုလို့ရှိရင်အစ်စ်စမ်းလေးတွေကတော့စားခြင်းကြတာပဲလေအဲ့လိုဆိုတော့ဒါကိုသူတို့စားကြတယ်အဲ့ဒါလေးကိုမြင်ရတယ်စားတယ်ဆိုပေမဲ့လည်းအများကြီးမစားဘူးသူတို့အနေနဲ့လူဖိရကျုံနဲ့တက်လောက်လေးပဲစားတယ်အဲ့တော့သူတို့ရဲ့ diet လေးကိုခြုံသူတို့အကုန်လုံး diet ထဲဒီ Blackpink ကြီးနေရဲ့ diet ကတော်တော်လေးနာမည်ကြီးနေတယ်ပါဘာလို့ဆို reference အများကြီးနေဒီလိုမျိုးရထားတယ်ဆို reference တော်တော်များပေါ့နော်သူတို့ diet ကိုခြုံပြီးပြောရမယ်ဆိုလို့ရှင်တော့သူ့ရဲ့ lifestyle နဲ့ diet လေးကတော့ healthy ဖြစ်တယ်ကို idolize ပေါ့နော်သူ့ diet လိုက်လုပ်ချင်တယ် inspire လုပ်ချင်တယ်ဆိုလို့ရှိရင်လုပ်တဲ့နေရာမှာပါပါတယ်ဒီ K-pop girls group တွေဆိုလို့ရှိရင်လေအရန်ကိုပဲ extreme diet လုပ်ကြတယ်အရန်ကိုပိန်ပြီးလို့ရှိရင်စင်ပေါ်မှာမေ့လဲသွားတာတွေဒီလိုကိစ္စတွေပေါ့နော်အဲ့လိုအများကြီးတွေ့ရတယ်ပေါ့နောက်လို့ရှိရင် K-pop training ex trainee ပေါ့နော်ဒီဒါမှမဟုတ်လဲ ex member တွေပေါ့နော်ဒီသူတို့ရဲ့ဒီ agency တွေကနေပြီးတော့မှဒီဘယ်လိုခေါ်မလဲလက်တွဲဖြုတ်လိုက်ပြီးဖြစ်တဲ့သူတွေရဲ့ပြန်ပြီးပြောပုံရဆိုလို့ရှိရင်သူတို့အရန်ကိုပဲextreme ဖြစ်ကြတယ်ပေါ့နော်ဒီ training တွေရော
diet တွေရောနောက်ဒီနိုင်ငံခြား model တွေဆိုလို့ရှိရင်အရင်ကပဲပိန်ကြတယ်လေပြီးလို့ရှိရင်ကြရင်ယောဂါတွေဝင်နေပေါ့ဘလိုတွေလဲဆိုလို့ရှိရင် bulimia တို့ပေါ့နော် bulimia လူတိုင်းကြားပူးကြမယ်ထင်တယ် Princess Diana ဒါမင်းသမီး Diana တော်ဝင်မင်းသမီး Diana ဖြစ်တဲ့ယောဂါလေသူကကြတော့အစာအောင်နေရစားတယ်စားပြီးလို့ရှိရင်ပြန်အန်ထုတ်တယ်အန်ထုတ်တဲ့ခါဆိုရင်ဘာယောဂါဖြစ်တတ်လဲဆိုရင်ခဏခဏကြီးအန်နေတဲ့ခါကျတော့ဒီလေချောင်းမှာဒီအစာပြုံမှာရှတာပေါ့ဘာလို့ကွဲတာပေါ့နော်အနာဖြစ်တာဒီကနေပြီးတော့မှကျန်တဲ့နောက်ဆက်တွဲဆိုးကျိုးတွေအများကြီးရတတ်တယ်ပေါ့နော်ဒီလိုဘူလီမီယာလိုမျိုးယောဂဖြစ်တတ်တယ်အနိုရက်ဆီယာနာဘိုဆာလို့ခေါ်တယ်အရန်ကိုပိန်ချုံသွားတာကိုယ့်ကိုအရန်ဝနေပြီးထင်ပြီးလို့ရှိရင်အရန်ကိုပဲပေါ့နော်ဟိုဘယ်လိုပြောမလဲမစားဘဲနဲ့နေတယ်ပြီးရင်ပြန်အန်တယ်ဒါပေမဲ့ तू ကကြတော့ဘူလီမီယာနဲ့မတူတာက तू ကကြတော့ဘူလီမီယာတော့စားတော့စားလိုက်တယ်ပြီးတော့မှပြန်အန်တာပေါ့နော်ဒီအနိုရက်ဆီယာနာဘိုဆာကကြတော့မစားဘဲနဲ့နေနိုင်သွားတာပေါ့နော်မစားလေလေ तू ကမစားဘဲနေနိုင်လေးပို့ပြီးတော့ပိန်ဆုံးတာလေးပေါ့နော်ဒီလိုမျိုးနဲ့ပတ်သက်တဲ့ဇလန်းတွေတောင်ပညာပေးဇလန်းတွေလည်းအဲ့လိုရှိတယ်ပေါ့နော်Paris Emily တွေက Lily Collins ရိုက်ထားတဲ့ဇလန်းလေးတော့ကြည့်ဘူးတယ်ပေါ့နော်ဒီလိုမျိုးနဲ့ဒီအစားအစာနဲ့ပတ်သက်ပြီးတော့မှ extreme diet တွေလုပ်တာအခါအခက်မသိနေဘူးဆိုလို့ရှိရင်ကိုလိုချင်တဲ့ weight ရတာများတာထဲရေရှည်မှာဆိုလို့ရဆိုးကျိုးတွေရှိနိုင်တယ်အဲ့တော့ဟိုဒီ Blackpink ဂျင်းနီရဲ့ diet လေးဆိုလို့ရှိရင်တော့ကိုကလိုက်ပြီးတော့မှလုပ်ချင်တယ်ဆိုလို့ရှိရင်အတူယူသင်းတဲ့ diet လေးတွေပါတယ်ဒီနေ့မှာဆိုလို့ရှိရင်ဒီ Blackpink ဂျင်းနီရဲ့ပေါ့နော်ဒီK-pop idol လေးတွေရဲ့ diet ကိုခြုံပြီးပြောပြသွားဖြစ်တဲ့အတွက်ကြောင့်မလို့နောက်ဗီဒီယိုမှာဆက်ပြီးတော့မှတွေ့ကြမယ်နော်ဆုံးထိကြည့်ပြီးလို့ကျေးဇူးတင်ပါတယ် like and follow လုပ်ထားပြီးလို့လည်းမမေ့ပါနဲ့ဦးနော်